အားလုံးပဲမင်္ဂလာပါရှုမောဝနိုင် channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့်ပုံမြင်ဇာတ်လမ်းလေးကတော့ပန်းသီးပင်နဲ့လူငယ်လေးဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်အားပေးကြပါအောင်ရှင်ကြိုင်းတက်တယ်ဆိုရင်လည်း like နဲ့ subscribe လေးပေးဖို့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်ရှင်ဟိုးရှိရှိတော့ကအလွန်ကြီးမားတဲ့ပန်းသီးတပင်ကြီးတပင်ရှိတယ်ကောင်းလေးတယောက်ဟာအဲ့ဒီပန်းသီးပင်ကြီးကိုအလွန်မဲချစ်ခင်တဲ့အတွက်နေ့တိုင်းအဲ့ဒီပင်ကြီးနားမှာလာပြီးကစားလေးရှိတာပေါ့ကွယ်သူဟာပန်းသီးပင်ထိပ်ကိုတက်တဲ့ပန်းသီးတွေကိုစားတယ်အဲ့ဒီအပင်ကြီးရဲ့အရေးအောက်မှာခဏတာအိတ်ဆက်လေးရှိတယ်တဲ့သူကပန်းသီးပင်ကြီးကိုချစ်တယ်လို့ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်ရှာတယ်ဒီလိုနဲ့အချိန်နေကြာလာတော့ကောင်လေးဟာတဖြည်းဖြည်းအရွယ်ရောက်လာတယ်ပြီးတော့ပန်းသီးပင်ကြီးနားမှာနေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူးကွဒီနေ့မှာကောင်လေးဟာတစ်ပင်ကြီးစီကိုရောက်လာတယ်။သူ့မျက်နှာမှာဝမ်းနည်းနေတဲ့ပုံပေါ်တာပေါ့။လာလေးကောင်လေးငါနဲ့လာကစားပါ။ပန်းသီးပင်ကြီးကကောင်လေးကိုပြောတယ်။ကျွန်တော်ကကလေးလေးတယောက်မဟုတ်တော့ပါဘူး။ဒါကြောင့်ပန်းသီးပင်ကြီးနားမှာအချိန်ပြည့်မကစားနိုင်တော့ပါဘူးလို့ကောင်လေးကပြန်ပြောတယ်။အဲ့ဒီအခါတစ်ပင်ကြီးကစိတ်မကောင်းပါဘူးကောင်လေးရဲ့။ငါမှမင်းကိုပေးဖို့ငွေတော့မရှိပါဘူး။ဒါပေမဲ့ငါရဲ့ပန်းသီးတွေကိုအကုန်လုံးမင်းယူလိုက်ပြီးတော့အဲ့ဒါတွေကိုရောင်းလိုက်ပါအဲ့ဒါဆိုမင်းမငွေရရှိလာမှာပါလို့ပြန်ပြောတယ်ကောင်လေးဟာအတော်စိတ်လှုပ်ရှားသွားတာပေါ့သူဟာပန်းသီးပင်ကြီးစီကပန်းသီးတွေအကုန်လုံးကိုဆွတ်ယူပြီးပျော်ရွှင်စွာနဲ့ပြန်သွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးကောင်လေးဟာပန်းသီးပင်ကြီးစီကိုပြန်မလာတော့ပါဘူးပန်းသီးပင်ကြီးကတော့ဝမ်းနဲ့နေလျက်ရှိတာပေါ့ဒီနေ့မှာလူကြီးတယောက်အဖြစ်ပြောင်းလဲသွားတဲ့ကောင်လေးဟာပန်းသီးပင်ကြီးစီကိုတစ်ခေါက်ပြန်ရောက်လာခဲ့တယ်။သူ့မျက်နှာမှာဝမ်းနည်းမှုတွေပေါ်လွင်နေတယ်။ဟာလာလေးကောင်လေးငါနဲ့လာကစားပါအောင်။ပန်းသီးပင်ကြီးကကောင်လေးကိုဝမ်းသာစွာနဲ့ခေါ်တယ်။ကျွန်တော်မှာပန်းသီးပင်ကြီးနဲ့အတူကစားဖို့ချိန်မရှိတော့ပါဘူး။အခုဆိုရင်မိသားစုအတွက်အချိန်တွေအများကြီးပေးပြီးအလုပ်လုပ်နေရပြီ။ကျွန်တော်တို့နေဖို့အတွက်အခုဆိုရင်အိမ်တစ်လုံးလိုနေတယ်။ခမ ्या ကျွန်တော်ကိုကူညီနိုင်မလားယင်လို့မေးတယ်။အဲ့ဒီအခါမှာပန်းသီးပင်ကြီးကစိတ်မကောင်းပါဘူးကောင်လေးရဲ့ငါမင်းကိုအိမ်တစ်လုံးတော့မပေးနိုင်ပါဘူးဒါပေမဲ့ငါအကိုင်းခတ်တွေကိုချိုးပြီးမင်းအတွက်အိမ်တစ်လုံးတိဆောက်ပါလို့ပြန်ပြောတယ်လူကြီးတယောက်ဖြစ်လာပြီဖြစ်တဲ့ကောင်လေးဟာပန်းသီးပင်ကြီးရဲ့အကိုင်းခတ်တွေကိုခုတ်ယူပြီးပျော်ရွှင်စွာနဲ့ပြန်သွားခဲ့တယ်ပန်းသီးပင်ကြီးကကောင်လေးပျော်နေတာကိုကြည့်ပြီးဝမ်းသာနေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်ကစလို့ကောင်လေးဟာသူ့စီကိုထက်ရောက်မလာပြန်တော့ပါဘူးပန်းသီးပင်ကြီးဟာတစ်ခါထက်အထီးကျန်ခဲ့ရပြီးဝမ်းနေနေခဲ့ရပါတယ်အချိန်တွေအများကြီးကြာသွားပြီးတဲ့နောက်နွေရာသီရဲ့နေ့တစ်နေ့မှာတော့ပန်းသီးပင်ကြီးစီကိုအဲ့ဒီလူဟာတစ်ခေါက်ပြန်ရောက်လာခဲ့တယ်ဟေးကောင်လေးငါနဲ့အတူလာကစားပါအောင်လို့ပန်းသီးပင်ကြီးကဝမ်းသာစွာနဲ့ခေါ်တာပေါ့ကျွန်တော်ဟာအသက်ကြီးနေပါပြီဒါကြောင့်ကျွန်တော်အပန်းဖြေဖို့ထွက်လာခဲ့တာပါကျွန်တော်ကိုလှေတစင်းပေးနိုင်မလားလို့အဲ့ဒီလူကပြန်ပြောတယ်ဒီခါပန်းသီးပင်ကြီးကငါရဲ့ပင်စီကိုခုတ်လဲပြီးမင်းအတွက်လှေတစင်းတိဆောက်လိုက်ပါအဲ့ဒီအခါမင်းမြစ်ပြင်ထဲမှာရွက်လွင့်ပြီးအပန်းဖြေနိုင်ပါလိမ့်မယ်လို့ပြောရှာတယ်အဲ့ဒီလူကပန်းသီးပင်ကြီးရဲ့ပင်စီကိုခုတ်လဲပြီးလှေတစင်းတိဆောက်ကမြစ်ပြင်မှာအပန်းဖြေဖို့ပျော်ရွှင်စွာထွက်ခွာသွားပါတယ်အဲ့ဒီအချိန်ကစလို့သူဟာဘယ်တော့မှပြန်မလာတော့ပါဘူးဒီလိုနဲ့နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာကြာပြီးတဲ့အခါသူဟာပန်းသီးပင်ကြီးစီကိုတစ်ခေါက်ပြန်ရောက်လာခဲ့တယ်။ပန်းသီးပင်ကြီးကတွေ့ချင်းစိတ်မကောင်းပါဘူးကောင်လေးရဲ့ငါမှမင်းကိုပေးစရာဘာမှမရှိတော့ပါဘူး။မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူးလို့ပြောတယ်။အဲ့ဒီအခါသူကကိစ္စမရှိပါဘူးဗျာ။ကျွန်တော်မှလည်းပန်းသီးတွေကိုကိုက်စားဖို့တွားတွေမရှိတော့ပါဘူးလို့ပြန်ပြောတယ်။ဒီအခါပန်းသီးပင်ကြီးကမင်းတက်ပြီးဆော့ကစားဖို့ငါမှပင်စီလည်းမရှိတော့ပါဘူးလို့ပြောတဲ့အခါအဲ့ဒီလူကကျွန်တော်လည်းတတ်နိုင်စွမ်းမရှိတော့ပါဘူးအိုးနေပါပြီလို့ပြန်ပြောတယ်ပန်းသီးပင်ကြီးကငါတကယ်ကိုစိတ်မကောင်းပါဘူးကွယ်မင်းအတွက်ပေးစရာဘာမှမရှိတော့ပါဘူးဒါပေမဲ့တခုပဲငါရဲ့တိတ်ဆုံးနေပြီဖြစ်တဲ့အမြင့်တွေတော့ကြံ့ပါသေးတယ်လို့ပန်းသီးပင်ကြီးကမျက်ရည်တွေနဲ့ပြောရှာတယ်ကျွန်တော်ခုချိန်မှာအများကြီးမလိုချင်တော့ပါဘူးဒါပေမဲ့အေဂျင့်တဲ့နေရာလေးမှာထာဝရအနားယူချင်ပါတယ်ကျွန်တော်နှစ်ပေါင်းများစွာလဲစူးစမ်းလာခဲ့ပြီးပါပြီလို့အဲ့ဒီလူကပြန်ပြောတယ်။အိုးကောင်းပါပြီ
အပင်အိုရဲ့အမြင့်တွေဟာမင်းအတွက်နားခိုစရာအကောင်းဆုံးပေါ့ကောင်းလေးရဲ့လာပါဒီနေရာမှာငါအမြင့်တွေကိုမှီပြီးတော့လှဲလိုက်ပါငါနဲ့အတူငင်းချမ်းစွာနေပါလို့ပန်းတီးပင်ကြီးကပြောတယ်အဲ့ဒီလူဟာပန်းတီးပင်အိုရဲ့အမြင့်တွေပေါ်မှာမှီပြီးလှဲချလိုက်တယ်ပန်းတီးပင်ကြီးကတော့ဝမ်းသာပြီးသူ့မျက်နှာမှာပြုံးရွှင်လို့မျက်ရည်တွေစီးကျလာပါတယ်ပန်းတီးပင်ကြီးဟာကျွန်တော်တို့မိဘတွေနဲ့တူပါတယ်ကျွန်တော်တို့ငယ်စဉ်ကအဖေရဲ့အမေရဲ့ဆိုပြီးချစ်ခင်စွာနဲ့ပျော်ရွှင်စွာဆော့ကစားခဲ့ကြတယ်အသက်ကြီးလာတဲ့အခါတအိုးတအိမ်ထူထောင်ပြီးသူတို့ကိုစွန့်ခွာခဲ့ကြတယ်ကျွန်တော်တို့လိုအပ်တဲ့အခါကျွန်တော်တို့ဒုက္ခကြုံနေရတဲ့အခါမှသာသူတို့စီကိုတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့ကြတယ်ဘလို့ပဲဖြစ်ပျက်နေပါစေမိဘတွေကတော့အမြဲတမ်းသားသမီးတွေအတွက်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေတာပါပဲကျွန်တော်တို့ပျော်ရွှင်မယ်လို့ထင်တဲ့အရာအလုံးကိုသူတို့ကအပြုံးမပြတ်ပဲဖြည့်ဆည်းပေးခဲ့ကြတယ်။တင်ကတော့ကောင်လေးကပန်းတီးပင်ကြီးအပေါ်ရက်ဆက်လွန်းတယ်လို့ထင်နေမှာပေါ့။တေချာတွေးကြည့်ပါဦး။ကျွန်တော်တို့အားလုံးလည်းမိဘတွေကိုဒီလိုပဲပြုမှုခဲ့ကြတာပါပဲ။ဒီတော့တိတ်နောက်မကြသေးခင်မှာပဲမိဘတွေကိုကျွန်တော်တို့တဖန်ပြန်လဲကျွေးမွေးဆောင်ရှောက်ကြပါစို့လား။မိဘတွေကိုချစ်မြတ်လို့ပါ။သူတို့ဘယ်နေရာပဲရောက်နေနေသူတို့ဘာတွေပဲဖြစ်နေပါစေပေါ့။အဆုံးထိနားဆင်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ပတ်မှာလည်းကလေးတို့နှစ်သက်စရာဇာတ်လမ်းလေးတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်နော်။